အောင်မြင်ကြီးပွားအကြောင်းများဘုရားမြတ်စွာရဲ့ဂုဏ်ကိုအာယုံပြုပြီးမြတ်စွာဘုရားရဲ့တပည့်တာဝကအဖြစ်ခံယူထားကြတဲ့ဘုရားဘာသာဝင်သူတော်စင်တွေမြတ်စွာဘုရားရဲ့အဆုံးအမကိုသိရှိနားလည်ကြဖို့အခုလိုတရားပွဲကြီးတွေရှင်ကျင်းပပြုလုပ်ပြီးတော့တရားဓမ္မကိုနာယူကြဘုန်းကြီးတို့ဟောတဲ့တရားဆိုတာကိုယ်ပိုင်ဟောတဲ့တရားတွေမဟုတ်ပါဘူးမြတ်စွာဘုရားဟောကြားခဲ့တဲ့တရားတွေတဲကထုံနှုတ်ပြီးတော့သင်္လျော်ရာယူပြီးတော့တရားဓမ္မတို့ဟာလက်ဆင့်ကမ်းဖြန့်ဝေခြင်းများတာဖြစ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမတွေဟာအင်တန်မှအတိုင်းအတာအပြင်လည်းများပြားလာလောကလူသားတွေရဲ့အလွန်ကျယ်ပြန့်တဲ့ဒီလူမှုရေးကိစ္စတွေဘာသာရေးကိစ္စတွေဆိုတာလို့အလွန်ကျယ်ပြန့်တဲ့ကိစ္စတွေအလုံးကိုခြုံမိငုံမိအောင်မြတ်စွာဘုရားသခင်ကိုရောမြတ်ကကောင်းမြတ်တဲ့အဆုံးအမတွေကိုပေးတာဖြစ်တယ်ဘုရားရဲ့အဆုံးအမတွေကိုသိရှိနားလည်ဖို့ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့ကြိုးစားအထောက်ကြဘုရားကိုကိုးကွယ်တယ်ဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမကိုခံယူကြဖို့ကိုးကွယ်ခြင်းသာဖြစ်တယ်မြတ်စွာဘုရားကမားလိုက်မယ်တကိုးနဲ့တို့ကိုချီးမြှောက်လိုက်မယ်ဆိုတဲ့အနေအထားမျိုးနဲ့ကိုးကွယ်ကြတာမဟုတ်ဘူးမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုနိုင်ယူမှတ်သားပြီးချိုးအဆုံးအမတွေတိုင်းလိုက်နာကျင့်သုံးဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကိုးကွယ်ကြမြတ်စွာဘုရားသခင်ကိုရောမြတ်ကလည်းအကျဉ်းသားတရားနဲ့ပညာတရားအကျဉ်းသားတရားရှိခြင်းကြောင့်တရားတွေဆင်းရဲဒုက္ခကလွတ်မြောက်စေခြင်းနဲ့အခက်အခဲတွေမကြုံတွေ့စေခြင်းဘူးလူဘဝရလာတဲ့အခါလူတွေထဲမှာလည်းအခက်အခဲမျိုးဆိုတာကြုံတွေ့ရတတ်တယ်အဲ့ဒီလိုကြုံတွေ့လာတဲ့အခက်အခဲတွေပြည်နိုင်တဲ့မြတ်ပြည်သက်တန်တဲ့မြတ်သက်တန်အောင်မြတ်စွာဘုရားကလမ်းစဉ်ချပြီးဟောပြောတော်မူခြင်းသာဖြစ်တာနိဗ္ဗာန်ချမ်းသာထိအောင်မရနိုင်ဘူးဆိုလေနိဗ္ဗာန်ချမ်းသာထိအောင်အဆင်မမီသေးလို့မရင်ကျက်သေးလို့နိဗ္ဗာန်ချမ်းသာကိုမရနိုင်သေးသူတွေအတွက်လည်းမြတ်စွာဘုရားသခင်ကိုရောမြတ်ကရှင်ရဲ့ဒုက္ခသက်တာရာသက်တာကြောင့်နိလန်းကောင်းနေရှင်းလင်းဟောပြောပေးတာဖြစ်တယ်ရင်းကျက်ပြီးသားဖြစ်လို့အသိဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေတဏှာဝကလုံးဝလွတ်ဖို့ဆိုတာကိုလည်းမြတ်စွာဘုရားကလမ်းညွှန်မှုပြုတာဖြစ်ပါဘုရားရဲ့အဆုံးအမတွေကိုခြုံငုံသုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်ဒေတာဓမ္မိကလို့ခေါ်တဲ့လက်ရှိဘဝမှာကြီးပွားတိုးတက်ဖို့အောင်မြင်ဖို့ချမ်းသာဒုက္ခရဖို့ဆိုတာတွေကိုလည်းမြတ်စွာဘုရားဟောကြားတာဖြစ်တယ်မြတ်စွာဘုရားအဆုံးအမထဲမှာဘာသာတရားတစ်ခုအနေနဲ့လိုက်နာရမယ်ဘာသာရေးကိစ္စတစ်ခုတည်းမဟုတ်ဘူးတကယ်ပြောမယ်ဆိုရင်မြတ်စွာဘုရားရဲ့အဆုံးအမတွေဟာကျင့်သုံးရေးတာဖြစ်တယ်ခဏခေတ်မှာဘာသာရေးဆိုဒီမှာဘယ်လိုဟာတွေကိုအများအားဖြင့်ဘာသာရေးလို့ခေါ်နေကြတယ်လဲလို့ဆိုရင်ဘုရားကျောင်းသွားပြီးတော့ဆုတောင်းဆုယူပြုတာတွေကိုဘာသာရေးလို့ခေါ်နေကြတယ်ဘုရားစီသွားပြီးရှိခိုးမယ်ရှိခိုးပြီးတော့ဘုရားစီကဆုတော်လက်တော်တွေတောင်းမယ်တကုရှင်ချီးမွမ်းမယ်ဆိုတဲ့အနေအထားမျိုးတွေနဲ့ကိုယ်ဝယ်ရှိကြတာများဒါကဘယ်ကနေဆက်သွယ်လာတာတော့ဆိုနတ်ကိုကိုယ်ွယ်မှုကနေဆက်သွယ်လာတာဖြစ်တယ်နတ်ကိုယ်ွယ်တဲ့ပုဂ္ဂိုလ်တွေဟာဒီတိုင်းပဲနတ်ကိုပူဇော်ဝယ်တွေနဲ့ပူဇော်ပြီးတဲ့အခါအရှင်ကြီးမတော်မူပါဆိုပြီးတော့စီးပွားတိုးတက်အောင်မတော်မူပါကျမ်းမာအောင်မတော်မူပါနဲ့ဒီလိုဆုတောင်းရဆုယူကြအဲ့ဒါလိုလုပ်ပြီးတော့ကိုးကွယ်လာတဲ့အလေးထားကြီးကစွဲနေတဲ့အခါဘုရားဘာသာဝင်အချို့မှလည်းပဲဒီလိုအတွေးခေါ်မျိုးတွေမပြောက်သေးသည့်အတွက်ကြောင့်မြတ်စွာဘုရားကျုပ်ပွားဆင်းလို့တော်ရှေ့သွားပြီးတော့နတ်ဘုရားတဆူပေါ်မှာပူဇော်ပြီးတော့ဆုတောင်းဆုယူပြုတယ်လို့ဒီလိုပြုနေကြတာတွေဟာရှိနေတော့ပဲဖြစ်သေးတယ်တကယ်စင်စစ်မှာတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ထံဆုတောင်းရမှာလည်းမဟုတ်ဘူးဆုယူရမှာလည်းမဟုတ်ဘူးဒါဖြင့်ဒီပင်ကရာမြတ်စွာဘုရားထံမှာသူမိတာယသိဆုတောင်းတာကတော့ဘာတော့လို့
မေးစရာရှိလားသူမိတာယသိဟာဒီပင်ကရာမြတ်စွာဘုရားရဲ့အစွမ်းတကူနဲ့တကူတော်နဲ့ချင်းမြင့်မှုကိုဆုတောင်းတာမဟုတ်ဘူးသူ့ရဲ့လှုပ်အားပေါ်မှာဆန္ဒပြုတာမျှတာဖြစ်တယ်ဗုဒ္ဓဘာသာရဲ့ဆုတောင်းမှုနဲ့တခြားဘာသာတွေရဲ့ဆုတောင်းမှုကအလွန်ကွာခြားသူမိတာယသိဟာသူလှုပ်တဲ့လှုပ်ရတဲ့ဟာတခြားရည်ရွယ်ချက်ဘာမှမရှိဘူးဘုရားဖြစ်ခြင်းနဲ့ရည်ရွယ်ချက်ပဲဆိုတာဒါကိုဆုတောင်းနေခေါ်တယ်နော်ဟုတ်ဘုရားသခင်တကုရှင်နေစီဆုတောင်းတာဒါမျိုးမဟုတ်ဘူးမဆာတော်မူပါအစွမ်းတကူနဲ့ချီးမြှင့်တော်မူပါဆိုတဲ့ဆုတောင်းဆုယူမျိုးမှဗုဒ္ဓဘာသာမှာမရှိဘူးတခြားဘာသာတွေမှာဆုတောင်းဆုယူတာမျိုးတွေရှိတယ်ပေါ့ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ကွဲကွဲပြားပြားရှင်းရှင်းလင်းလင်းလေးသိဖို့လိုအပ်တယ်ပေါ့ဒီပင်ကရာမြတ်စွာဘုရားထံသူမိတာယသိစုပန်တယ်ဆိုတာဟာဒီပင်ကရာမြတ်စွာဘုရားလို့ဘုရားတဆူဖြစ်ခြင်းနဲ့ဒါကြောင့်သူလုပ်ရမယ့်အလုပ်တွေကိုလုပ်မယ်အလုပ်လုပ်ဖို့ပဲအဓိကထားတယ်မြတ်စွာဘုရားစီကဘာတစ်ခုမှတောင်းမယူဘူးမြတ်စွာဘုရားကိုစွန့်လူခြင်းသာဖြစ်တယ်စွန့်လူပြီးတဲ့အခါမှာမိမိကိုယ်တရားခင်းပြီးတော့ရဟန်းတန်ဃာတွေသူ့ကိုနင်းပြီးတော့ရှောက်လှမ်းဖို့မိမိအသက်ကိုစွန့်လူတာတရားခင်းတယ်ဆိုတာဇလန်းအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ဒီကြည်နူးစရာလို့ထင်ရပေမဲ့လို့အသက်စွန့်ပြီးလောက်ရတဲ့ကိစ္စတစ်ခုပဲဒါအသက်စွန့်သိမ်းမောများစွာကြွလာတဲ့ရဟန်းတန်ဃာတွေသူ့ကိုယ်ပေါ်ကနင်းပြီးတော့ဖြတ်သွားမယ်ဆိုရင်မုံညံ့ညက်ဖြစ်သွားနိုင်တာသူမသိဘူးမဟုတ်သိနော်သို့တော်လည်းသူ့ရဲ့အသက်သူ့ရဲ့ခန္ဓာကိုယ်လုံးဝစွန့်လွတ်ပြီးသားအနေနဲ့သူဟာဘုရားမှုရှိတဲ့တန်ဃာတော်တွေခြေတော့မှခွဲမလူရအောင်သူ့ကိုယ်ပေါ်နင်းပြီးတော့ကြွပါလို့အင်မတန်မှပြတ်သားတဲ့ရဲရဲနဲ့ပြတ်သားတဲ့စွန့်လွတ်နိုင်တဲ့အနစ်နာခံနိုင်တဲ့စိတ်ဓာတ်မျိုးနဲ့ဘုရားရှိခိုးဆောင်ရွက်တာဖြစ်တယ်ဘုရားရှိခိုးဒူးတုပ်ပြီးတော့လှူပွဲတန်းဝယ်တွေလှူပြီးတော့ဆူတောင်းနေတာမျိုးမဟုတ်ဘူးတကုရှင်တွေမှာဆိုရင်နတ်စင်တို့နတ်ရုပ်ရှိတဲ့နေရာတို့နတ်သစ်ပင်တို့ဆိုတာကိုတွားပြီးတော့ကမ္ဘာဦးကလူသားတွေဟာဆူတောင်းနေကြနတ်တွေကိုပူဇော်ပြီးတော့ဆူတောင်းနေအဲ့ဒီလိုဆူတောင်းတာမျိုးမဟုတ်ဘူးတဲ့မိမိလုပ်ရမယ့်အလုပ်ကိုရွရွချွံချွံလုပ်ချင်းတာလေးဖြစ်တယ်ပေါ့အဲ့ဒါဗုဒ္ဓဘာသာဝင်တို့အတွက်စံနမူနာတစ်ခုပဲလို့ဒီလိုမှတ်သားကြမြတ်စွာဘုရားသခင်ကိုတော်မြတ်ကလည်းသုတ်တံပါဠိတော်တစ်ခုမှာရှင်းရှင်းလေးဟောထားတာဆုတောင်းနေုံနဲ့ရမယ်ဆိုရင်တဲ့လောကလူတွေဟာတူညီသောအကျိုးကျေးဇူးကိုရနေကြမှာပဲဘာဖြစ်လို့တော့ဆိုရင်လူတိုင်းဟာအကောင်းကြိုက်တာကြီးဖြစ်တော့ကြောင့်အကောင်းကိုရအောင်ဆုတောင်းနေကြမှာပဲတဲ့အဲ့ဒါကြောင့်မို့မြတ်စွာဘုရားအမိန့်ရှိတယ်ဆုတောင်းပြီးတော့ယူရမျိုးမလုပ်သင့်ဘူးတဲ့လက်တွေ့ကျင့်သုံးလိုက်နာခြင်းကိုသာလျှင်လုပ်သင့်တယ်အသက်ရှည်ခြင်းရဲ့အကြောင်းတရားကောင်းကိုသိဖို့အထောက်စီတဲ့ဥစ္စာကြွယ်ဝခြင်းစီတဲ့ဥစ္စာကြွယ်ဝခြင်းအကြောင်းတရားကိုလုပ်ရကျမ်းမာခြင်းရဲ့အကြောင်းတရားကိုလုပ်ရဆုတောင်းနေုံနဲ့ဘာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူးဆိုတာထို့သုတ်တန်တွေမှာရှင်းရှင်းကြီးတိပပကြီးဟောကြားထားတာရှိပါသို့တော်လည်းလူတွေဟာအကျင့်ကြီးပါနေသည့်အတွက်ကြောင့်နတ်တွေထံမှာဆုတောင်းတဲ့ပုံစံမျိုးနဲ့ဆရာစီပါလဲဆုတောင်းဆုယူမှုတွေဟာပြုလုပ်နေကြတော့မှရှိသေးတယ်အခုမြန်မာနိုင်ငံမှာလို့ထေရဝါဒဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံမှာတောင်ဆုတောင်းဆုယူတွေရှိသေးတယ်သို့တော်လည်းဘုရားမြတ်စွာရဲ့အဆုံးအမတရားတွေကိုတခြားနိုင်ငံမှာနေတဲ့ပုဂ္ဂိုလ်တွေတဲ့ပို့ပြီးရရှိနာကြားခွင့်ရကြသည့်အတွက်ကြောင့်မှန်ကန်သိရှိခွင့်ရကြတယ်တခြားနိုင်ငံမှာဘုရားဘာသာလို့ဆိုပေမဲ့ဥပမာမဲ့ဂျပန်နိုင်ငံတို့လိုနေရာသွားကြည့်ဘုရားရဲ့ရုပ်ပွားတော်ကြီးတွေရှိတယ်ဝရှိကုဆိုတာအမှန်တမ်းမြင်တဲ့မယကိုတော်ကြီးကမာကုရထိုင်တော်မူရုပ်ပွားတော်ကြီးတို့အဲ့ဒီလိုဖျားရုပ်ပွားတော်ကြီးတွေရှေ့မှာဆုတောင်းဆုယူပဲလုပ်နေကြတာလက်တွေ့ဖျားရဲ့အဆုံးအမဆိုတာသိလည်းမသိဘူးသိဖို့လည်းမကြိုးစားစဉ်းစားကြည့်ဖျားဆုံးမအဓိကမဟုတ်ဘူးဖျားရှေ့သွား
အမွေတိုင်းလေးချီမီတွေထွန်းညှိပြီးတဲ့အခါဆူတောင်းနေကြတာအားလုံးကဆူတောင်းနေကြတခြားတရုတ်နိုင်ငံတို့ကိုရီးယားနိုင်ငံတို့ဘယ်နိုင်ငံသွားကြည့်ကြည့်ဖျားရုပ်တုရှိမှဆူတောင်းနေကြအမွေတိုင်းလေးထွန်းပြီးတော့ဆူတောင်းတာဘာတွေဆူတောင်းလဲစီးပွားဥစ္စာတိုးတက်ပါစေကျန်းမာပါစေအသက်ရှည်ပါစေဖျားသခင်ကမဆာပါစေဆိုတာမျိုးတွေပဲဆူတောင်းပြီးတော့နေကြတယ်အဲ့ဒါတွေဟာမှန်ကန်မှုရှိသလားလို့ဆိုတော့ထေရဝါဒဗုဒ္ဓမြတ်စွာဘုရားရဲ့အဆုံးအမထေရဝါဒကျမ်းစာတွေကိုကြည့်လိုက်ဒါတွေဟာမှန်ကန်မှုမရှိဘူးမှားရတဲ့လုပ်ရတွေတခုသာဖြစ်နေနတ်ကိုးကွယ်တဲ့အစဉ်အလာတွေကပါလာလို့ဒီတိုင်းလုပ်နေကြတာဖြစ်တယ်ဒါကြောင့်မို့ဘုန်းကြီးတို့မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာထွန်းကားစာပေကျမ်းဂန်တွေလွယ်တကူသိနိုင်တဲ့အခုတို့မန္တလေးမြို့တို့လိုရဟန်းတန်ဃာတွေသတင်းသုံးပြီးတော့စာတတ်ပေတတ်ဆရာတော်ကြီးတွေပေါ်တဲ့မြို့နေထိုင်ကြတဲ့တရားဓမ္မတွေကံကောင်းကြတယ်ဘုရားကိုယ်ွယ်မှုဆိုဒီမှာဘုရားရဲ့အဆုံးအမကိုရဖို့အဓိကဖြစ်တယ်မြတ်စွာဘုရားရှိကဆူတောင်းကြရမှာမဟုတ်ဘူးဆူတောင်းတယ်ဆိုတာဘုရားသခင်မတော်မူပါလို့ဒီလိုလုပ်ရမှာမဟုတ်ဘူးမိမိကုသိုလ်ကောင်းမှုလုပ်တာအတွက်ရည်ရွယ်ချက်ကိုထုတ်ဖော်ပြောဆိုတာတော့လောက်ကောင်းတယ်လို့ဆိုတော့တကယ်ကတော့အဲ့ဒါဆူတောင်းတာမဟုတ်ဘူးစိတ်ရဲ့ဥတီချက်ကိုပြောကလေးတွေပြောတယ်မဟုတ်လားမင်းကြီးရင်ဘာလုပ်ချင်တော့ဘာဖြစ်ချင်တော့မိမိတို့သားငယ်သမီးငယ်လေးတွေမေးလိုက်လို့ရှင်အေးဆရာဝန်ဖြစ်ချင်တယ်အင်ဂျင်နီယာဖြစ်ချင်တယ်ဒီလိုပြောတာကြီးရင်ဘာလုပ်မလဲဆရာဝန်လုပ်မယ်အင်ဂျင်နီယာသူတို့ရဲ့ intention လို့ခေါ်တယ်ရည်ရွယ်ချက်လေးတွေပေါ်ပြထို့တူပဲဘုရားဘာသာဝင်တွေမှာလည်းရည်ရွယ်ချက်ရှိပြီးတော့နောက်ကအလုပ်လုပ်ကြကြီးရင်ဘာလုပ်မလဲဆိုတာရသော်ဘုရားရဲ့အဆုံးအမကိုလိုက်နာမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဘုရားကိုကိုယ်ကိုယ်စိတ်ကကြတာဖြစ်တယ်ပေါ့ဒါမှမှန်ကန်တဲ့ကိုယ်ကိုယ်စိတ်ကမှုဖြစ်တယ်ဘုရားလာဘကုလချင်းဝေးတန်တာဘေးမှလူရေးကြီးမျောဆိုတဲ့တရဏဂုံကြည်ခြင်းရဲ့အကြောင်းပါပဲရှင်းရှင်းကြီးပြောတာကျောင်းလို့ကိုယ်ွယ်ရင်ကိုယ်ွယ်ရမရောက်ဘူးတဲ့နတ်တွေကိုပူဇော်ပတ်တာတချို့ကကြောက်လို့နတ်ကနေပြီးတော့မပူဇော်ဘူးဆိုလို့ရှိရင်နတ်ကင်မှာဆိုလို့နတ်ကအမြင်ကမှာဆိုလို့နတ်ကိုပူဇော်တို့မို့မပူဇော်ဘူးမကိုးကွယ်ဘူးဆိုရင်တစ်ဖက်သားတွေကကဲရကြမယ်အများကရှုတ်ချမယ်အတိုင်းဝိုင်းထဲမှာမျက်နှာငယ်ရကြောက်လို့လုံးတာအေးကြောက်လို့ဖះကိုကိုးကွယ်ရင်တရဏဂုံမမြောက်ဘူးတဲ့ဘုရားလာဘဆိုဖះကိုကိုးကွယ်လို့စီးပွားဥစ္စာတွေတိုးတက်ခြင်းနဲ့တိုးတက်ပါရစေတိုးတက်အောင်ဆိုပြီးတော့ဖះကိုကိုးကွယ်အဲ့ဒီလိုစီးပွားဥစ္စာတိုးတက်ဖို့ကိုးကွယ်တယ်ဆိုလို့ရှိရင်လေတရဏဂုံမရဘူးလို့ဒီလိုဆိုကုလဆိုတာမျိုးရိုးစင်ဆက်ကကိုးကွယ်လာလို့ကိုးကွယ်တာဖះရဲ့ဂုံရည်ချင်းကိုသိလို့ကုသိုလ်ရခြင်းလို့ဆုံးမရခြင်းလို့ကိုးကွယ်တာမျိုးမဟုတ်ဘူးအမျိုးရိုးစင်ဆက် tradition ရကိုးကွယ်တယ်ဆိုရင်လေတရဏဂုံမမြောက်ဘူးတဲ့ဒါကြောင့်မို့လို့အဲ့ဒါတွေရည်ရွယ်ချက်မထားဘဲနဲ့ဖះကိုကိုးကွယ်စိတ်ကချင်းဖြင့်မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုငါသိရလိမ့်မယ်သိတဲ့အခါမှာမြတ်စွာဘုရားကရှောင်ရံနဲ့ဆောင်ရံနှစ်ခုခေါ်လိုက်အဆုံးအမထဲမှာဘာမလုပ်ရဘူးဘာလုပ်ရမယ်ဒီနှစ်ခုပဲဟောတာအဲ့မြတ်စွာဘုရားဟောတဲ့အတိုင်းမလုပ်ရဘူးဆိုတာရှောင်မယ်လုပ်ရမယ်ဆိုတာလုပ်မယ်ဆိုတဲ့ဒီသံတရားဝတ်ကနေလွတ်ဖို့ကောင်းကျိုးချမ်းသာတွေရဖို့ကိုယ်လုံအားဖို့မှာမူတည်ပြီးတော့မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှောက်လန်းဖို့မြတ်စွာဘုရားကိုကိုယ်ပဲရှိကြဒါကြမှာမှန်ကန်တဲ့ကိုယ်ပဲမှုတရဏဂုံမြောက်တယ်လို့ဒီလိုဆိုတယ်မြတ်စွာဘုရားကလည်းကိုယ်ပဲထိုက်တယ်တရားအားတွေကိုကဲတင်တယ်ပြောကြတယ်ဖះကဲတင်တယ်တကုရှင်တွေကလည်းသူတို့စွမ်းတကုနဲ့ကဲတင်တယ်လို့ပြောကြမြတ်စွာဘုရားကဲတင်မုံကဲတင်နည်းကဘယ်လိုကဲတင်တာတော့လို့ဆိုဟိတေပဝတ္တနေနအာဟိတာသမေဝတ္တနေနသတ္တနံဘယံဟိန္တတိပုရောသရဝါရီပေါ်မှာကြားရောက်တဲ့ဘေးရန်ကိုမြတ်စွာဘုရားဘယ်ပုံဘယ်နည်းနဲ့ကဲတင်ဆောင်ရှောက်တော့
ကိုရောရဲ့တကိုးကိုအသုံးချပြီးတော့ကဲတင်လာလားမဟုတ်ဘူးသရဝရရဲ့တဏ္ဍမှာအကျိုးစီးပွားကိုဖြစ်ထွန်းစေမဲ့ကုသိုလ်တရားတွေကိုဖြစ်စေတယ်ဒါတွေကိုလုပ်ရမယ်လို့ခေါ်တယ်လုပ်တဲ့လူတွေအကျိုးရမလုပ်ရင်တော့အကျိုးမရဘူးဟိတေဘောတနေတာကောင်းကျိုးချမ်းသာကိုပေးနိုင်တဲ့အလုပ်မျိုးတွေကောင်းကျိုးချမ်းသာကိုဖြစ်ပေါ်စေနိုင်တဲ့အတွေးမျိုးတွေကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်မဲ့အပြောမျိုးတွေဒါတွေကိုလိုက်နာဟိတေဘောတနေအစည်းအဝါးကိုဖြစ်စေအစည်းအဝါးကိုဖြစ်စေတဲ့ကောင်းကျိုးချမ်းသာတွေပေးနိုင်တဲ့ကုသိုလ်တရားတွေကိုလှုပ်ဆောင်စေတယ်အဲ့ဒါမြတ်စွာဘုရားကသရဝရတဏ္ဍမှာဖြစ်ပေါ်လာမဲ့ဘေးရအန္တရာယ်ကိုဖယ်ရှားခြင်းပဲဖြစ်တယ်ကိုယ်တိုင်ကနေတကိုးတော်နဲ့ကာဝယ်ပြီးတော့ဘေးရအန္တရာယ်တွေမရောက်အောင်ကာကွယ်ပေးတာမဟုတ်ဘူးနော်ဒီတရားတွေကိုယ်စံတော်မှာရအောင်လုပ်မယ်ဆိုလို့ရှိရင်ဘေးရအန္တရာယ်တွေမကြရောက်နိုင်ဘူးအဟိတာသနိဝတနေနာဒါတွေမလုပ်နဲ့ဒါတွေကရှောင်ရမယ်မရှောင်ဘူးဆိုလို့ရှိရင်ဘေးရအန္တရာယ်တွေကြရောက်နိုင်တယ်ဆိုပြီးတော့ဘေးရအန္တရာယ်တွေကိုကြရောက်စေနိုင်တဲ့အကုသိုလ်တရားတွေကရှောင်စေခြင်းအပြင်သရဝရတဏ္ဍမှာဘေးရအန္တရာယ်မကြရောက်အောင်မြတ်စွာဘုရားကကယ်တင်ပေးတယ်ဒီလိုဆိုဒါဟာအလွန်တင်ရှားတယ်ဆရာဝန်တယောက်ကလူနာတယောက်ကိုယောဂပြောက်အောင်ကုစားတယ်ဆိုတဲ့မိကိုသိချကြည့်ဆရာဝန်ကဘာယောဂလို့ဆိုတာပြောတယ်ဆေးပေးတယ်ဘယ်အစားအစာကိုရှောင်ရမယ်ဘယ်အစားအစာကိုစားရမယ်ရှောင်ရံနဲ့ဆောင်ရံနှစ်ခုပေးဆေးမမှန်တော့ဖို့ပြောတယ်မြတ်စွာဘုရားကသရဝရတဏ္ဍမှာကောင်းကျိုးချမ်းသာတွေရဖို့ဆိုတာလေဒီအတိုင်းပဲဆရာဝန်တွေကယောဂပျောက်ဖို့အတွက်မိမိထံရောက်လာတဲ့လူနာကိုအကြံကောင်းဉာဏ်ကောင်းတွေပေးတာဒါကဘာယောဂဘာကြောင့်ဖြစ်တာအဲ့ဒီယောဂပျောက်ဖို့အတွက်ဒီရှိတောင်းအနေထိုင်မျိုးကဒီအနေထိုင်မျိုးနေရမယ်ဒီစားရတယ်ဒီစားမတည့်ဘူးလူနာအဲ့ဒီတိုင်လိုက်နာဆောင်ရွက်လို့ရှိရင်ယောဂပျောက်ခြင်းဆိုတဲ့အကျိုးကိုရအကယ်၍လူနာကဆေးလည်းမတော့ဘူးရှောင်ရံလည်းမရှောင်ဘူးဆောင်ရံလည်းမဆောင်ဘူးဆိုလို့ရှိရင်ယောဂဝေဒနာပျောက်မှာမဟုတ်ဘူးအဲ့ဒီတိုင်းပါပဲရသော်ဘုရားကိုကိုယ်ပဲစိတ်ကတဲ့ဆိုတာဒီအဓိပ္ပာယ်ပဲရသော်ဘုရားကအကုသိုလ်တရားတွေကရှောင်ရမယ်လို့ဟောထားရင်ရှောင်ရအနာတိပါဒမရှောင်ရမယ်အာရိတဒနာရှောင်ရမယ်ကာမေတုမေသာစာရရှောင်ရမယ်မုဒ္ဒဝါဒကရှောင်ရမယ်သူရမေလျကရှောင်ရမယ်ရှောင်မို့ရဒီဟောထားတာရှောင်ခြင်းဖြစ်လာတယ်ဘေးရအန္တရာယ်တွေကလွတ်မြောက်တယ်စာရိတ္တသီလမိဘကိုယူတည်ရမယ်ဒါနကောင်းမှုလုပ်ရမယ်သီလစောင့်တည်ရမယ်ကမ္မထဘာဝနာပွားများအထောက်မိမိတဏ္ဍမှာကုသိုလ်တရားတွေဖြစ်ပွားအောင်ကြိုးစားရမယ်လုပ်ရမှာကိုပြောအဲ့ဒီလုပ်ရမှာတွေကိုလိုက်နာကျင့်သုံးမှသာလျှင်ကောင်းကျိုးချမ်းသာတွေကိုရအဲ့ဒါကိုဆိုလိုတယ်ဟိတေပဝတ္တနေနာအာဟိတာသနိဝတ္တနေနာတတ္တနံဗယံဟိန္တတိဘုဒ္ဓမြတ်စွာဘုရားဟာဟိတေသရဝရရဲ့သဏ္ဍမှာကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့ကုသိုလ်တရားတွေကိုပဝတ္တနေတာဖြစ်အောင်တိုက်တွန်းပေးခြင်းဖြင့်အာဟိတာသဆိုးကျိုးတွေကိုပေးတတ်တဲ့အကုသိုလ်တရားတွေမှာနိဝတ္တနေတာဆုတ်ခွာဖယ်ရှားစေခြင်းဖြင့်တတ္တနံတတ္တဝါတို့ရဲ့ဘေးရန်အန္တရာယ်ကိုဟန်တိဖယ်ရှားပယ်ဖြောက်နိုင်မှာပြီတော့တတ္တဝါတွေပေါ်မှာမကြရောက်အောင်အဲ့ဒီနည်းနဲ့ဖယ်ရှားပေးတာတဲ့မိမိတို့ရဲ့ချစ်လက်စွာသောသားသမီးတွေကိုလည်းမိဘတွေကဘယ်နည်းနဲ့ဆုံးမဩဝါဒပေးတာတုံးဆိုဒီအလုပ်ကိုမလုပ်နဲ့ဟိုအလုပ်ကိုလုပ်ဒီလမ်းမသွားနဲ့ဟိုလမ်းသွားဒီလူနဲ့မပေါင်းနဲ့ဟိုလူနဲ့ပေါင်းဒါပဲပြောတာပဲမဟုတ်လားဒါပဲပြောရတာပဲဒီမြတ်စွာဘုရားအဆုံးအမလည်းဒါပဲအဲ့ဒီအဆုံးအမကိုရခြင်းလို့ဘုရားကိုကိုးကွယ်တာအဲ့ဒါမှဘုရားကိုကိုးကွယ်ရဲဆိုတဲ့စကားရဲ့အတ္တဟိအတ္တနောနာထောကောဟိနာထောပရောတိယအာကိုရာဆိုတာမိမိဒီတာလည်းမိမိရဲ့အာကိုရာဖြစ်တယ်
တခြားပုဂ္ဂိုလ်အားကိုးစရာမရှိဘူးဆိုတဲ့စကားနှစ်ရပ်စဉ်းစားကြည့်ပေါ့ဖះကိုးဝယ်တာကဖះရဲ့အဆုံးအမရဖို့ကိုးဝယ်တယ်မိမိကိုအားကိုးတယ်ဆိုတာဖះအဆုံးအမရပြီးရင်ကိုယ်တိုင်လိုက်နာကျင့်သုံးရမယ်ကိုယ်တိုင်ဆောင်ရန်ရှောင်ရန်တွေကိုလုပ်ရဟောဒါကိုယ်တိုင်ကြိုးစားလို့50-50ပေါ့မြတ်စွာဘုရားကအဆုံးအမဩဝါဒပေးတာရာခိုင်နှုန်း90ဆိုပါစို့မိမိကိုယ်တိုင်လိုက်နာကျင့်သုံးမှုကရာခိုင်နှုန်း90လို့ဒီလိုဆိုရသို့တော်မြတ်စွာဘုရားရဲ့အလိုတော်အရပြောမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့အဆုံးအမဟာရာခိုင်နှုန်းအပြည့်အကျိုးပြုတယ်လို့ပဲပြောရမယ်။ဘာဖြစ်လို့တော့တရားတွေလမ်းကြောင်းမှန်ပေါ်ရောက်ရှိပြီးတော့ကျိုးပန်းအားထုတ်ခြင်းတည်ပင်မြတ်စွာဘုရားရဲ့အဆုံးအမကြောင့်လောက်တာဖြစ်တယ်ပေါ့။ဒါကြောင့်မို့အဆုံးအမကိုတည်ခြင်းအဆုံးအမတိုင်းလိုက်နာကျင့်သုံးခြင်းတည်ပင်မြတ်စွာဘုရားကရာခိုင်နှုန်းပြည့်အကျိုးပြုတယ်လို့ဆိုတယ်။သို့သောစာပေကျမ်းဂန်တစ်ခုမှာပြောမယ်ဆိုရင်50-50လို့လည်းပြောလို့ရ။ဘာကြောင့်ပြောလို့ရတော့ဥပရိသမတ္တမေဝဟိပရာယတ္တာဆိုတဲ့စကားရှိ။အညာတဗ္ဗတမတ္တိအတ္တဓိနာယေဝလောကလူတွေစဉ်းစားကြည့်တော့မိမိရဲ့ဘဝကိုကိုယ်တိုင်စဉ်းစားကြည့်။ဆရာသမားတွေတို့မိကောင်းဆွေကောင်းတွေတို့အဲ့ဒီပုဂ္ဂိုလ်တွေကကိုယ့်ကိုလမ်းညွှန်မှုပေးတယ်ဒါလို့ဒါမလုံးနဲ့အယောင်းဝယ်ကိစ္စတွေဆိုလည်းဘာကိုရောင်းနေတယ်ဘာကိုမရောင်းနေဘူးသင်ပေးတဲ့တင်ဆရာဒါတွေရှိတယ်ပေါ့နော်အယောင်းဝယ်ကိစ္စလည်းသင်ပေးတာတခြားကိစ္စတွေလည်းသင်ပေးကြအဲ့ဒီသင်ပေးတာဆိုတာနီးပေးလမ်းပြလှုပ်ခြင်းများတာဖြစ်တယ်နီးပေးလမ်းပြလှုပ်တာဟာဆရာသမားနဲ့မိကောင်းဆွေကောင်းနဲ့ပတ်သက်တယ်လို့ဒီလိုပြောရသို့တော်ဆရာသမားတို့မိကောင်းဆွေကောင်းတို့ကနီးပေးလမ်းပြလှုပ်ထားတဲ့အတိုင်းလိုက်နာကျင့်သုံးမှုကိုကိုယ်တိုင်ကလုပ်ရတာဖြစ်တယ်။အဲ့ဒါကိုရည်ညွှန်းပြီးတော့ပြောတာဥရေတမတ္တမေဝဟိပရာယတ္တာမိကောင်းဆွေကောင်းတွေစီကနေပြီးတော့ဤဥရေရရှိမှုသာလေမိကောင်းဆွေကောင်းတွေနဲ့ပတ်သက်တဲ့မိကောင်းဆွေကောင်းတွေရဲ့အကျိုးပြုမှုဖြစ်တယ်တဲ့အညာတဗ္ဗတမ္ပတ္တိနောက်တခြားအောင်မြင်ကြီးပွားတိုးတက်မှုတွေအားလုံးဟာအတ္တဓိနာလေကိုယ်နဲ့သာပတ်သက်တယ်ဆိုတော့50-50လို့ပြောလို့နော်ဆရာဝန်ကဆေးပေးတယ်ရှောင်ရန်ဆောင်ရန်နေပြောတယ်လူနာကဆေးတောက်ရမယ်ရှောင်တင်တာရှောင်ရမယ်ဆောင်တင်တာဆောင်ဟောနှစ်ဦးပူးပေါင်းပြီးဆောင်ရွက်တယ်ဆိုတဲ့ကိုရှင်းပြသို့တော်လည်းဆရာဝန်စီသွားပြီးတော့ဒီမတွေ့ဆုံသေးတဲ့များဟာဒီယောဂရဲ့လမ်းစာကိုလည်းရှာတွေ့မှာမဟုတ်ဘူးဆောင်ရန်ရှောင်ရန်ကိုလည်းသိမှာမဟုတ်ဒါကြောင့်မို့တစ်ဖက်ကကြည့်မယ်ဆိုရင်အားလုံးလုံနိုင်ကိုင်နိုင်တဲ့ယောဂပျောက်ခြင်းဆိုတဲ့အကျိုးရခြင်းဟာဆရာဝန်အပေါ်မှာရာခိုင်နှုန်းပြည့်တည်တယ်လို့ဒီလိုပြောလို့ရတယ်ဒါကြောင့်မို့မြတ်စွာဘုရားကလည်းမြတ်စွာဘုရားရဲ့အဆုံးအမမသိဘူးဆိုရင်ဘုန်းကြီးတို့တွေတန်တရားထဲမှာလမ်းလွဲနေကြအောင်ပါပဲအဲ့ဒီလမ်းလွဲနေမှုတွေမဖြစ်ရအောင်မြတ်စွာဘုရားရဲ့အဆုံးအမဘုရားရဲ့အဆုံးအမကိုနာခံမှတ်သားလို့ဘုရားရဲ့အဆုံးအမရပါတာလေမှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်ပြီးတော့အောင်မြင်ကြီးပွားမှုကိုရတယ်ဒါကြောင့်မို့ဘုရားကရာခိုင်နှုန်းပြည့်အကျိုးပြုတယ်လို့ဒီလိုဆိုရတာပေါ့နော်အဲ့ဒါမှတဘာဝကြတဲ့စဉ်းစားတွေးခေါ်မှုပါဒီလိုစဉ်းစားတွေးခေါ်ဘုရားဝတ္တဝင်သူတော်စင်တို့ရဲ့ဖះကိုကိုးကွယ်မှုဟာဒီလိုအသွင်ဆောင်တယ်ဆုတောင်းဆုယူပြီးတော့လောက်ရတဲ့အနေအထားမျိုးမဟုတ်ဘူးလက်တွေ့ရှင်းသုံးလိုက်နိုင်ရမယ်အနေအထားမျိုးသာဖြစ်တယ်ပေါ့တရားဆိုတာဆေးနဲ့အလားတူတူတယ်ဖះကဆေးเสียလို့လမ်းညွှန်မှုကိုပြုတယ်တရားကဆေးဝါးနဲ့အလားတူဒီနှစ်ခုပေါင်းစပ်လိုက်မှကောင်းကျိုးချမ်းသာဆိုတာရနိုင်တယ်ပေါ့တန်ခါဆိုဒီမှာမြတ်စွာဘုရားရဲ့အဆုံးအမရထားလို့ကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့ဟိတလို့ဆိုတဲ့အခြေအနေကောင်းတွေကိုဖြစ်ပေါ်စေတဲ့ကုသိုလ်တရားလုပ်ခြင်းဆိုပါတော့ဒါနကောင်းမှုလုပ်ခြင်းဒါနကောင်းမှုလုပ်ခြင်းတဲ့ပုဂ္ဂိုလ်တရားစဉ်းစားကြည့်လိုက်တန်ဃာတွေမရှိတော့ဘူးဆိုရင်ဘယ်မှာသွားလို့နော်အိန္ဒိယနိုင်ငံဒေလီဘက်မှာဘုရားဘာသာတွေရှိသေးတယ်ဆိုတာသိရတယ်
တောနယ်ဒေသတွေမှာဘုရားဘာသာတွေရှိသေးတယ်အိန္ဒိယလူမျိုးတွေသို့သောတန်ခါမရှိတော့ဗမာဘုန်းကြီးတွေရောက်သွားလို့ရှိရင်အဲ့ဒီဘက်မှာဆွမ်းသားတွေပါတွေပင့်တယ်ဘုန်းကြီးကိုဆွမ်းသားပင်ရမှန်းတို့ဒါတွေတော့သိတယ်သို့တော့သုတ္တခိုင်တချင်းမရှိကြပါဆက်ပြတ်သွားဆိုလိုတာကတန်ဃာတွေရှိနေခြင်းကြောင့်ဒီကုသိုလ်ကောင်းမှုလုပ်ချင်ပြီဆိုလို့ရှိရင်တန်ဃာတွေနဲ့ဆက်ဆက်ပြီးလုပ်ကြစိုက်ပျိုးရေးလုပ်ငန်းလုပ်ချင်လို့ရှိရင်မြေကောင်းရှိဖို့လိုတယ်မြေကောင်းရေကောင်းနဲ့မှစိုက်ပျိုးရေးလုပ်ငန်းလုပ်လို့ရလုပ်ဖို့ဆိုရင်စိုက်ပျိုးရေးလုပ်ငန်းလုပ်လို့မရဘူးထို့တူပဲကုသိုလ်ကောင်းမှုလုပ်ချင်ရင်တန်ဃာတွေနဲ့လုပ်ကြဒါကြောင့်မို့သံဃာဂုဏ်တော်ထဲမှာပါတယ်လေအနုတရံပုံညခိတံလောကတာလို့ဆိုတန်ဃာတွေမရှိတော့ပါဘူးလို့ဆိုပါတော့ဘယ်တော့မှဘယ်နေရာမှရှာမတွေ့တော့ဘူးတန်ဃာတွေမရှိတော့ဒါနကောင်းမှုလည်းလုပ်ချင်တယ်လူချင်းတန်းချင်တယ်လူချင်းတန်းချင်တဲ့နေရာတော့လူမယ်ဆိုရင်ဘာလူရကြည့်မယ်ဆိုရင်တရောင်းသားပဲရှုဖို့ရှိမှာနော်တိရစ္ဆာန်တွေပဲရှုဖို့ရှိလှူဖို့ရတကယ်ကိုမုံမုံမြတ်မြတ်ကောင်းကျိုးချမ်းသာကိုပေးနိုင်တဲ့အနေအထားမျိုးအကျင့်သီလနဲ့ပြည့်စုံတဲ့ဒီတန်ဃာမျိုးတွေဆိုတာရှိနိုင်တာမဟုတ်တော့တန်ဃာလို့ဆိုတာကိုဥတည်ပြီးတော့လှူလို့ရှိရင်နောက်ဆုံးမှာအကျင့်မကောင်းတဲ့ဘုန်းကြီးတစ်ပါးကိုတန်ဃာအနေနဲ့လှူမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားဘယ်လိုဟောထားလို့ဆိုတန်ဃာလို့ဥတည်ပြီးတော့လှူလို့ရှိရင်အကျိုးကျေးဇူးဟာအနန္တအပမေယအတိုင်းအဆမရှိရနိုင်တယ်။ဘာဖြစ်လို့သူ့ရဲ့ဥတည်ချက်စိတ်စေတနာဟာသံဃာပေါ်မှာသာထားတာအကျင့်မကောင်းတဲ့ပုဂ္ဂိုလ်ပေါ်မှာရပ်မနေဘူးလို့ဒီလိုဆိုနော်။သံဃာဆိုဒီမှာအဖွဲ့အစည်းကိုပြောဘုန်းကြီးတစ်ပါးတည်းကိုမပြော။သံဃာဆိုဒီမှာမြတ်စွာဘုရားရဲ့တပည့်တော်ကအားလုံးရဲ့အဖွဲ့အစည်းကိုဆိုလိုတယ်။မျက်မှောက်ရှိတာရောမျက်ွယ်ရောက်နေတာရောအားလုံးဖွဲ့စည်းတစ်ခုတန်ခါဆိုတဲ့ဂုံကိုအာရုံပြုပြီးတော့လှူမယ်တမ်းမယ်ဆိုလို့ရှိရင်သာသနာအောက်တန်းကျသွားတဲ့အချိန်ခါရောက်ရင်တောင်မှဒီမြတ်စွာဘုရားကဟောထားတာဇက္ခိတဝိပင်္ဂသုံးပါနောက်ပိုင်းကြလို့ရှိရင်တဲ့တဖြည်းဖြည်းဘုန်းကြီးဝတ်မဲ့လူတွေရှားလာဘုန်းကြီးဝတ်မဲ့လူတွေရှားလာတဲ့အခါဘာသာရေးကိစ္စဆောင်ရွက်ဖို့ဆိုတာအမှန်တမ်းရှာဖွေရအခုဒီနိုင်ငံမှာသာဘုန်းကြီးရဟန်းတန်ဃာတွေပေါ်နေတာဂျပန်နိုင်ငံမှာကြည့်လိုက်ခုအဲ့ဒီပုံစံဖြစ်နေဂျပန်နိုင်ငံမှာရှိတဲ့ဘုရားဘာသာအဲ့ဒီပုံစံဖြစ်ကာတဝခန္ဓာသင်္ကန်းအယောင်လေးဟာလေဘင်းမှာပဲနက်ကတိုင်လေးလို့စီးထားတာရှိတခါတော့ဘုန်းကြီးတို့သီရိလင်္ကာနိုင်ငံမှာမာစတာတန်တက္ကသိုလ်မှာတက်နေတဲ့အချိန်ဂျပန်ဘုန်းကြီးတစ်ပါးအဆိုပြီးတော့Japanese Buddhism နဲ့ Zen Buddhism ကိုလာရောက်ပြီးတော့ပို့ချသူကြည့်လိုက်တော့မောင်မီရှည်နဲ့လူဝလူစားအင်ကြီးဘိုကေနဲ့ဒါပေမဲ့သူ့အခန်းမှာရေးထားတာ Reverend လို့ရေးထားအဲ့တော့ဘုန်းကြီးတော့မေးချင်သူကဘုန်းကြီးလားလို့ဆိုတော့ဒါကဘုန်းကြီးတဲ့နော်ဘုန်းကြီးအခုလည်းတခြားဘာသာဘုန်းကြီးတွေကြည့်လေလူဝလူစားပဲဂျပန်ပြည်ကဘုန်းကြီးကကြည့်လိုက်တဲ့အခါကျတော့ဘုန်းကြီးအသွင်လုံးဝမရှိဘူးလူအသွင်နဲ့ဒါရှင်ဘုရားဘာသာမှာဒါတွေရှိနေတခြားချိန်မှာဆိုလို့ရှိရင်လူဝလူစားပဲနေတယ်ဘာသာရေးကိစ္စဆောင်ရွက်ပြီဆိုရင်တော့အပေါ်ကနေသင်္ကန်းလေးအယောင်ပတ်ပြီးတော့လုပ်တယ်တချို့ဂိုင်းတွေကြတော့ကရုံးတုံးလေးတချို့ဂိုင်းကြတော့ခုနကရုံးတော်မတုံးတော့ဘာသာရေးကိစ္စဆောင်ရွက်မှာပဲရှိတော့ဟောမြတ်စွာဘုရားရဲ့တရားတော်ထဲမှာလည်းပဲနောက်တစ်ချိန်ကြလို့ရှိရင်ဂုတ္တရဖူမြင့်မြတ်တဲ့တန်ခါအနွယ်ကြီးကိုဖျက်ဆီးပစ်တဲ့ပုဂ္ဂိုလ်ဖျက်ဆီးပစ်တဲ့ပုဂ္ဂိုလ်တွေတန်ခါရဲ့အနွယ်ဆက်တွေဆက်ခံတဲ့ပုဂ္ဂိုလ်တွေဘာဖြစ်လာမလဲလို့ဆိုလက်ဘင်းမှာသင်္ကန်းရောင်လေးစီးထားတာကိုဘုန်းကြီးအမှတ်နဲ့ကိုးကွယ်ကြရလိမ့်မယ်အဲ့ဒီအချိန်မှာတဲ့
သူတို့ဟာကိုကျင့်သီလလုံးဝမရှိကြတော့ဘူးသူများလိုပဲအိမ်အောင်သားမွေးသို့တော့ဘာသာရေးကိစ္စမှာသူတို့ကဥဆောင်ပြုကြတော့လူတွေကလည်းတာရေးနိုင်ရေးကိစ္စမှာဘုန်းကြီးမပါမဖြစ်ဘူးဆိုပြီးသူတို့စီချင်းကပ်ကြတယ်ချင်းကပ်ပြီးဘာလုပ်လဲလို့ဆိုတော့သံဃာစစ်သံဃာမန်တွေကိုရည်စူးပြီးတော့အဲ့ဒီတီလမရှိတဲ့ကုတ္တရဘူးဆိုတဲ့ယဟန်တွေယဟန်ဆက်ယဟန်ရောင်တွေကိုကောင်းမှုကုသိုလ်ပြုကြတယ်သို့တော့တန်ဃာကိုဥတည်ပြီးတော့ပြုတယ်ဆိုတန်ဃာကိုရည်စူးပြီးတော့လှူမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကကောင်းကျိုးချမ်းသာတွေအနန္တရနိုင်ပါသေးတယ်လို့ဒီလိုဟောထားတယ်ဒါအနုတ္တရံပုညခေတ္တံလောကတာရှင်ညွှန်းပြီးတော့မြတ်စွာဘုရားဟောတယ်တန်ဃာတွေမရှိတော့ဘူးဆိုရင်ဒါနကောင်းမှုမြင့်မြတ်တဲ့အနေထားနဲ့လုပ်ဖို့ရခဲရင်တဲ့စိုက်ပျိုးရေးလုပ်ချင်လို့မြေမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်မြေကောင်းမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ကြက်တီးကုန်းပေါ်မှာပဲစိုက်ပျိုးရမှာလို့ဖြစ်တယ်ဒါကြောင့်မို့လို့တန်ဃာကိုကိုးကွယ်တယ်ဆိုဒီမှာစာပေကျမ်းကမှာဘယ်လိုဆိုထားတော့ဆိုအပကာနံပိကာရဏံဝိဖုလဖလပတိလာဘကရဏိအပကာနံပိကာရဏံဆိုဆွန်လေးစွန်လောင်းတာနော်ဟင်းလေးတစ်ခွက်လှူတာလက်ဥစလေးပဲခြိလိုက်တယ်ကိုရှိတဲ့မုံလေးတစ်ချက်ပဲလောင်းလိုက်တယ်အပကာနံပိကာရဏံကိုလှုပ်တဲ့လှုပ်လေးကနည်းနည်းလေးမဖြစ်စလောက်လေးလှူလိုက်တန်းလိုက်ဝိပုလဖလကြီးများတဲ့အကျိုးကျေးဇူးပฏิလာဘကရဏသံဃာရဲ့အရေးချင်းကကိုချင်းတီလာရှိတဲ့တန်ဃာကိုလှူလိုက်ရပြီသို့မဟုတ်တန်ဃာကိုဥတည်ပြီးတော့လှူလိုက်ရပြီဆိုရင်ဝိပုလဖလအလွန်များပြားလာတဲ့အကျိုးကျေးဇူးပฏิလာဘကရဏရရှိအောင်ပြုခြင်းဖြင့်တန်ဃာတွေဟာသရဝါတွေရဲ့ကိုယ်ဝဲရာဖြစ်လာရတယ်လို့ဒီလိုဆိုတာမြတ်စွာဘုရားလက်ထက်တော်အခါကာလတုန်းကရှင်နုရုဒ္ဓမထေရမြတ်ဆွမ်းခံကြွလာတာဆွန်လေးတစ်စွန်လောင်းတဲ့ပုဂ္ဂိုလ်တည်သွားတဲ့အခါတာဝရိန္ဒနတ်ပြည်ရောက်သွားတယ်အဲ့ဒီကုသိုလ်လေးနဲ့တာဝရိန္ဒနတ်ပြည်ရောက်သွားတော့ဆွန်တစ်စွန်ရဲ့ကောင်းမှုဟာရှင်နုရုဒ္ဓလိုပုဂ္ဂိုလ်မျိုးမှာလှူလိုက်ရတန်းလိုက်ရတဲ့အခါအစွမ်းတကူကြီးကြီးမားစွာတက်သွားမြတ်စွာဘုရားသခင်ကိုရောမြတ်မေတော်မိနန္ဒဥတီတိဗိဓမာတရားဟောတဲ့အခါမှာအဲ့ဒီအိန္ဒကဆိုတဲ့နတ်သားဟာဆွန်လေးတစ်စွန်လောင်းပြီးတော့နတ်ပြည်ရောက်သူတဲ့တကူကြီးရဲ့နတ်တွေပြမာတွေရောက်လာလည်းပဲဖရာအနိပါမှာသူထိုင်မြဲနေရအောင်ထိုင်နိုင်တယ်ဆိုရင်ထိတ်လိုက်ခြင်းမရှိဘူးသူ့ရဲ့အစွမ်းတကူကုသိုလ်ကံရဲ့အရှိန်အဝါကြောင့်သူကဆင့်မြင့်တယ်ကိုနောက်နတ်သားတယောက်ကတော့အင်္ဂုရနတ်သားသာသနာ့ဘအခါမှာထမေချောင်းစည်းမြ12နှစ်ကြာမြအလှတန်းကြီးကိုလှူလာခဲ့တဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ကတော့တကူကြီးတဲ့နတ်တွေလာတဲ့အခါရှေ့ကမထိုင်ရဲဘူးမထိုင်ရဲတော့တဖြည်းဖြည်းနောက်ဆုတ်ပေးလိုက်ရတာဖះနဲ့12ယူဇနာလောက်ထီအောင်ဝေးသွားတယ်တဲ့တယူဇနာကို10မိုင်နှုန်းနဲ့ပဲတွက်ကြည့်ဖះနဲ့ဘယ်လောက်ဝေးသွားတယ်ဆိုအဲ့ဒါအစွမ်းတကူချင်းအလွန်ကွာခြားတယ်ဒါကိုဆိုလိုတာတန်ဃာကိုလှူလိုက်ရတဲ့အစွမ်းတကူကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးဟာအလွန်အရှိန်အဝါကောင်းတယ်တန်ဃာမဟုတ်တဲ့ဒါနဟာလှူတဲ့နေရာမှာဘလောက်ပဲများဘလောက်ပဲအချိန်ကြာမထီရောက်တော့ဘူးဥပမာမဲ့ကြက်တီးကုန်းမြေပေါ်မှာစိုက်လိုက်တဲ့အပင်တစ်ပင်ဟာပေါက်လာပြီးတော့အသီးနှံကြတော့လုံးဝမကြဘူးကြလာရင်လည်းနီးပါးပဲကြရေဩဇာရှိတဲ့မြေပေါ်မှာစိုက်ရတဲ့အပင်ကြတော့မျိုးစေ့ကြတော့သီးနှံတွေကဖွင့်ဖြိုးနဲ့သီးလိုက်ရင်လည်းခိုင်းလုံးညွတ်မြသီးတယ်ဆိုအကျိုးချင်းမတမကွာခြားတယ်မြေပေါ်မှာမူတည်ပြီးတော့သီးနှံဖွင့်ဖြိုးမှုအကျိုးဟာမတူညီသလိုပဲကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်တွေနဲ့မရှိတဲ့ပုဂ္ဂိုလ်တွေပေါ်မှာလှူရတန်းရမှုဟာအလွန်ကွာခြားတယ်လို့ဒီလိုဆိုဒါကြောင့်မို့ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့ဖះအဆုံးမရဖို့ဖះကိုကိုးကွယ်တယ်ကျင့်သုံးလိုက်နာဖို့တရားကိုကိုးကွယ်တယ်ကုသိုလ်ကောင်းမှုလုပ်ဖို့သံဃာတွေကိုကိုးကွယ်တယ်အားလုံးဟာကိုယ်တိုင်လုပ်ချင်ရမယ်အတ္တဟိအတ္တနောနာထောကိုယ်တိုင်လုပ်ရမယ်အလုပ်ကကိုယ်ကလုပ်ချရမှာသာဖြစ်တယ်ပေါ့ဒါကိုဆိုရင်အဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာတ
ဒိဋ္ဌဓမ္မိကလို့ဆိုတဲ့မျက်မှောက်ဘဝမှာချမ်းသာဖို့အတွက်လဲဆုံးမဩဝါဒပေးမျက်မှောက်ဘဝမှာလူတိုင်းသိကြတယ်ကိုယ့်ဘဝကိုမျှော်မှန်းလို့ရတယ်ဘဝတာမှာဆင်းရဲမယ်ချမ်းသာမယ်ဆိုတာအတော်အသင့်မျှော်မှန်းလို့ရမျက်တွေ့ဖြစ်နေတာသို့တော်လည်းပဲတခါတရံမှာမမျှော်လင့်မဲနဲ့အောင်မြင်မှုနဲ့ကြုံသလိုမမျှော်လင့်မဲနဲ့အခက်အခဲတွေနဲ့လည်းကြုံသွားတတ်သေးတယ်ဒီလိုဘဝမှာတောင်မှသို့တော်ဒီဘဝရဲ့မိမိဘဝအနေအထားတစ်ခုဟာထင်သာမြင်သာရှိတယ်တေဒီချမဲ့နဲ့နောက်ဘာဖြစ်မယ်ဆိုတာဘယ်သူမှမသိနိုင်ဘူးအဲ့တော့မသိနိုင်တော့မြတ်စွာဘုရားသခင်ရဲ့အဆုံးအမကိုကြည့်လိုက်တဲ့အခါမြတ်စွာဘုရားကဘာတွေလုပ်ရမလဲနောက်ဘဝမှာအကျိုးဖြစ်ထွန်းမဲ့အရာတွေဘာတွေရှိတယ်ဆိုတာကိုဟောကြားဆုံးမထားတာကြည့်ဘုရားပေါ်မှာယုံကြည်စိတ်ချပြီးလိုက်နာလုပ်ကြဒါကြောင့်မို့လို့တမန်တော်ဘဝမှာလည်းကောင်းကျိုးချမ်းသာတွေရကြနောက်ဆုံးမှာတန်တရားဝဆင်းရဲကြီးမှာအိုလိုက်နာလိုက်တေလိုက်ဆိုတဲ့ဒီဒုက္ခတွေမလွတ်ကင်းနိုင်တဲ့အနေအထားမျိုးလက်ပတ်ပြီးတော့ဖြစ်ပေါ်နေတဲ့ဒီဖြစ်စဉ်ကြီးကိုယုံမုန်းလာလို့နောက်ဆုံးမှာတန်တရားဝကလွတ်ချင်တဲ့ဆိုတဲ့အခါမှာလဲမြတ်စွာဘုရားကမဂ္ဂင်၈ပါးအကျင့်တရားဆိုတာကိုဟောကြားထားပြီးအဲ့ဒီအတိုင်းလိုက်နာကျင့်သုံးမယ်ဆိုရင်ဒီတရားကထုတ်ဆောင်လိုက်မယ်လို့နေယာနိကသာသနာလို့ခေါ်နေယာနိကဆိုအဟုတ်လို့တာအဟုတ်ဖြစ်တယ်တကယ်ကိုအကျိုးကိုဖြစ်ထွန်းစေအဲ့ဒီမြတ်စွာဘုရားရဲ့ခေါ်ကြားတဲ့ဆုံးမတွေဟာတကယ်လို့ရင်တကယ်ဖြစ်ပြောတဲ့အတိုင်းဖြစ်တာဒါကိုနေယာနိကလို့ခေါ်တယ်တကယ်အလုပ်ဖြစ်တချို့ကြတော့လောကမှာအလုပ်မဖြစ်တာတွေအများကြီးရှိတယ်အပြောကတော့ကောင်းပါတယ်အလုပ်မဖြစ်ဘူးဆိုတာမျိုးတွေရှိဒီရလင်းချက်တွေကောင်းပေမဲ့လို့တကယ်လုပ်ကြည့်တဲ့အခါအခက်ခဲတွေတွေ့ရတတ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမဆိုတာအဲ့လိုမှမျိုးမဟုတ်ဘူးတကယ်လုပ်ရင်လုပ်တော့အကျိုးဖြစ်ထွန်းနိုင်တယ်ပေါ့ဒါကြောင့်နေယာနိကဒီလိုဆိုတာဒါကြောင့်မို့ဘုန်းကြီးတို့တပည့်မြတ်စွာဘုရားရဲ့အဆုံးအမနဲ့တွေ့တဲ့အခါမှာအဆုံးအမတွေများများရဖို့အခုလိုတရားပွဲကြီးတွေဆင်ကျင်းပပြီးတော့ဘုရားရဲ့အဆုံးအမနာခံမှတ်သားရှင်တဲ့နှလုံးထဲမှာမှတ်သားထားခြင်းမိမိဘဝနဲ့ဆက်ဟပ်ပြီးတော့လေ့လာသုံးသပ်ခြင်းလေ့လာသုံးသပ်ထားတဲ့အတိုင်းလိုက်တာကျင့်သုံးခြင်းလို့ဆိုတဲ့အဆင့်မျိုးရအောင်ကျင့်ကြံကြိုးကိုအားထုတ်ကြရမှာဖြစ်တယ်။ဒါမှကောင်းကျိုးချမ်းသာကိုပေးတယ်။အခုဒီသုတ်တံမှာမြတ်စွာဘုရားကအောင်မြင်ကြီးပွားမဲ့အကြောင်းတရားတွေဆိုအောင်မြင်ကြီးပွားခြင်းဆိုတဲ့အကျိုးတရားကိုရဖို့ရအတွက်အကြောင်းမရှိဘဲနဲ့မရနိုင်ဘူးတဲ့ဘယ်ကိစ္စပဲဖြစ်ဖြစ်အကြောင်းတရားဆိုတာရှိအခုဒီမှာကိုယ်စီတိုင်းမှာပါဝင်လှုပ်ဆောင်နေကြတဲ့စက်ပိုင်းတွေအယောင်းဝယ်ကိုယ်စီတိုင်းတွေပွဲစားတွေဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်မှုရှိဘာကြောင့်ကြီးပွားတိုးတက်နေကြတာလဲဘာကြောင့်ချမ်းသာကြွယ်ဝလာကြတာလဲဆိုတာအကြောင်းမရှိပဲနဲ့မဖြစ်ဘူးအောင်မြင်ကြီးပွားအောင်လှုပ်တတ်တဲ့ပညာရည်တွေရှိတယ်အမျှော်အမြင်တွေရှိတယ်ကြိုးစားအထောက်မှုတွေရှိဒါဟာအောင်မြင်ကြီးပွားခြင်းရဲ့အကြောင်းလေးလက်တွေ့မှာလည်းဒီတိုင်းမြတ်စွာဘုရားဟောတာလည်းဒီတိုင်းပါပဲမြတ်စွာဘုရားကဒီသုတ်တံမှာဟောထားတာလေးကိုမှတ်သားနိုင်ယူပြီးတော့ကြည့်ပြီးတော့ကိုယ့်ဘဝနဲ့စဟကြည့်လိုက်မယ်ဆိုရင်လည်းဒီတိုင်းပဲတွေးကြရမှာပါမြတ်စွာဘုရားကဘယ်လိုဟောတော့ဆိုတိဟိဘိက္ခွေအင်္ဂေဟိသမန္နာကတောပါပဏိကောပါပဏိကဆိုတာအယောင်းဝယ်လုပ်တဲ့ပုဂ္ဂိုလ်ဆိုင်ထိုင်ပြီးတော့အယောင်းဝယ်လုပ်တဲ့ရောင်းရည်ဝယ်တာလုပ်တဲ့ပုဂ္ဂိုလ်စီးပွားရှာတဲ့ပုဂ္ဂိုလ်အလုံးချုံငုံပြောလိုက်မယ်ဆိုရင်စီးပွားရေးလုပ်တဲ့ပုဂ္ဂိုလ်လူဖြစ်လာလို့ရှိရင်စီးပွားလုပ်ကြအဲ့ဒီစီးပွားလုပ်တဲ့ပုဂ္ဂိုလ်မှာအင်္ဂါ၃ချက်ရှိတယ်တဲ့အဲ့ဒီအခြေအနေကောင်း၃ချက်အကြောင်းတရား၃ချက်ပြည့်စုံပြီဆိုလို့ရှိရင်တော့နစေရတေဝမဟတ္တံဝေပုံလတ္တံပါပုဏ္ဏတသိမကြခင်မဲနဲ့ကြီးမြင့်တိုးတက်လာနိုင်တယ်လို့ဒီလိုဆိုပွဲစားလုပ်ငန်းပဲလုပ်အယောင်းဝယ်ကိစ္စတခြားကိစ္စတွေပဲလုပ်ဒီအကြောင်းတရားတွေနဲ့ပြည့်စုံအောင်
ပြည့်စုံပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာစီးပွားဥစ္စာကိစ္စတွေမှာမြင့်မားတိုးတက်လာနိုင်တယ်လို့မြတ်စွာဘုရားဒီလိုဟောလောကနဲ့အောင်မြင်ကြီးပွားဖို့အတွက်လည်းဒီအချက်၃ချက်ဓမ္မရေးရာနဲ့ပတ်သက်လို့ရှိရင်လည်းဒီအချက်၃ချက်ဒီတုံးတန်ကဟောထားပုံကလောကီကြီးပွားရေးပဲဖြစ်ဖြစ်လောကုတ္တရာကြီးပွားရေးပဲဖြစ်ဖြစ်ဒီအချက်၃ချက်ဟာလိုအပ်တယ်ဆိုတာအသင်္တရဉ္ထူးခြားတော်လည်းပဲအမြင်အားဖြင့်တော့ဒီ၃ချက်ပဲမြတ်စွာဘုရားထောက်ပြထားပြီးဒီအကြောင်း၃ချက်နဲ့ပြည့်စုံပြီဆိုလို့ရှိရင်အောင်မြင်ကြီးပွားနိုင်တယ်ကဲလောကီကိစ္စအောင်မြင်ကြီးပွားတယ်ဆိုတာလောကီမှာအောင်မြင်နေတဲ့ပုဂ္ဂိုလ်တွေအတွက်ဒါကကိုယ်တိုင်လက်တွေ့ခံစားရပြီးသားဖြစ်တော့သိပြီးသားဖြစ်လေမြတ်စွာဘုရားသခင်ကိုတော်မြတ်ကအကြောင်း၃မျိုးပေးထားတယ်စီးပွားရေးနဲ့ပတ်သက်ပြီးအောင်မြင်ဖို့အတွက်အချက်၃ချက်လိုအပ်တယ်တဲ့အဲ့ဒီအကြောင်း၃ချက်လိုအပ်တယ်အကြောင်း၃ချက်ဆိုတာနံပါတ်၁ကဘာလို့ဆိုရင်နေတယတမ္ပန္နအမိကောင်းရှိရစီးပွားရေးလုပ်တဲ့ပုဂ္ဂိုလ်ရဲ့အမိကောင်းဆိုဒီမှာငွေကြေးဌာနကျွယ်ဝတဲ့ပုဂ္ဂိုလ်ကငွေကြေးထုတ်ဆောင်ပေးခြင်းဟာဒါအမိကောင်းလို့ခေါ်ရနော်ရင်းနှီးလို့ငွေမလုံလောက်ဘူးဆိုရင်ငွေထုတ်ပေးအဲ့ဒါအမိကောင်းခဏခေတ်မှာဆိုလို့ရှိရင်ပုဂ္ဂိုလ်အမိကောင်းနေမဟုတ်ဘူးဘဏ်တွေကနေထုတ်ချေးပြီးတော့စီးပွားလုပ်ကြဘဏ်တွေရှိခြင်းဟာနေတယသံပန္နအမိကောင်းလောက်တကင်တတ်တဲ့ပုဂ္ဂိုလ်တွေဟာငွေကြေးဌာနရနိုင်နေတယသံပန္နရှေးတုန်းကတော့ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေကအရင်းအနှီးတွေကိုထုတ်ပေးလေးရှိကြအဲ့ဒီအရင်းအနှီးတွေကိုအခြေခံပြီးတော့ရောင်းတတ်ဝယ်တတ်တဲ့ပုဂ္ဂိုလ်တွေဟာအမြတ်တွေရပြီးတော့ချမ်းသာကြွယ်ဝသွားကြတယ်ဒီလိုဆိုလို့အဲ့ဒါကိုနေတယသံပန္နလို့ခေါ်တယ်အမိကောင်းရှိရမယ်ဟုတ်မဟုတ်ကိုယ့်အကိုစဉ်းစားကြည့်ပေါ့စက်ပိုင်နေနော်ပွဲစားတွေကို့မှာဘလို့အမိကောင်းတွေရှိလဲစဉ်းစားကြည့်ငွေကြေးတနလုံးလိုအပ်တာတဲ့အခါမှာထုတ်ပေးတဲ့ပုဂ္ဂိုလ်ဒါတွေကိုအမိကောင်းတွေလို့ပြောကြီးတဲ့ပို့ပြီးတော့ကြည့်အောင်မယ်ဆိုလို့ရှိရင်စီးပွားရေးနဲ့ပတ်သက်ပြီးအကြံပေးနိုင်တဲ့လူကြီးလူကောင်းတွေဟာလည်းနေတယသံပန္နပဲပေါ့ကိုယ့်အတွက်ငွေကြေးတနဒီထုတ်ချေးတဲ့အမအစတောင်းသူလယ်သမားတွေလည်းဒီအစိုးရတွေကနေအမတော်ချေးဆိုပြီးတော့ထုတ်ပေးတာဒါနေတယသံပန္နထုတ်ပေးအတိုးနည်းနည်းနဲ့ထုတ်ပေးတဲ့အခါမှာလောက်တကင်တတ်ရှိရင်ကြီးပွားတိုးတက်တယ်လောက်တကင်တတ်မရှိဘူးဆိုရင်ကျွေးကျင်တာနဲ့ဒုက္ခရောက်မမှန်ကန်လောက်တတ်ဖို့လိုသည်ဒါကြောင့်မို့ထုတ်ချေးတဲ့ပုဂ္ဂိုလ်ငွေချေးအရင်ဒီပေးတဲ့ပုဂ္ဂိုလ်ရှိလင့်ကစားနောက်ထပ်လိုအပ်တဲ့အချက်တကူကဘာလို့ဆိုဝိတုရကျိုးစားအထောက်မှုလိုအပ်တယ်စီဝါရေးနဲ့ပတ်သက်ပြီးကျွမ်းကျင်လိမ္မာပြီးနေဝနာနာမဆိုတာလို့ကျိုးစားအထောက်ဖို့လိုအပ်တယ်ငွေကြေးတော့ထုတ်ယူထားပါရဲ့ထုတ်ယူထားပြီးတော့တခြားနေရာတွေမှာသုံးဆွဲပစ်ပြီးအလုတ်ကိုမှန်မှန်ကန်ကန်မကြိုးစားဘူးအလုပ်ငန်းမကျွမ်းကျင်ဘူးဆိုလို့ရှိရင်လည်းအဲ့ဒီပုဂ္ဂိုလ်ဟာကြီးပွားတိုးတက်နိုင်စွာမရှိဘူးဒါကြောင့်မို့မြတ်စွာဘုရားကထောင်းစိတ်အောင်ဟောတာနေတယတမ္ပန္နအမိကောင်းရှိရမယ်လို့ဆိုတဲ့ဝေကြေးထုတ်ပေးမဲ့ပုဂ္ဂိုလ်လည်းရှိတယ်မိမိကိုယ်တိုင်ကလည်းဝိတုရကြီးမားတဲ့လုံလဝိရိယရှိတယ်ကြိုးစားတယ်ကြိုးစားတဲ့ရလာလို့ဆိုမရဘူးနောက်တစ်ခုလိုအပ်ချက်ကဘာလို့ဆိုစက္ခုမှာစီးပွားရေးအမြင်ရှိရမယ်အယောင်းဝယ်လုပ်တဲ့အခါမှာအမျှော်အမြင်ဟာအမတန်မှအရေးကြီးတယ်ဒီချိန်ဒီကုန်အရေးကြီးတယ်ဟိုချိန်ဟိုကုန်အရေးကြီးတယ်အရင်ကဘယ်လောက်ရှိတယ်အမြတ်ကဘယ်လောက်ရှိတယ်ဆိုတာတွေကိုတွက်တက်ချက်တက်တဲ့စီးပွားရေးမျက်စိစီးပွားရေးအမြင်ရှိရမယ်ဟောမြတ်စွာဘုရားကဒီ၃ခုကိုဟောထားတာဒီ၃ခုနဲ့ပြည့်စုံလို့ရှိရင်တဲ့စီးစိမ်ဥစ္စာတွေမှာမကြခင်မဲ့ဖွံ့ဖြိုးတိုးတက်သွားနိုင်ပါတယ်လို့ဟောတာဟုတ်မို့ကိုယ်တိုင်လုပ်ကြည့်ပေါ့နော်ကိုယ်တိုင်လုပ်ကြည့်ပေါ့မြတ်စွာဘုရားကအစဉ်တိုင်းဘယ်လိုဟောတော့ဆိုစက္ခုမှာစီးပွားရေးအမြင်ရှိရမယ်နံပါတ်1ဝိတုရအမြင်ရှိတဲ့အတိုင်းကြိုးစားအထောက်မှုရှိရမယ်နေတယတမ္ပန္နလိုအပ်တဲ့ငွေအရင်ဒီဥစ္စာတွေထုတ်ပေးတဲ့ပုဂ္ဂိုလ်ရှိရမယ်အဲ့ဒီ၃ချက်နဲ့သာညီရင်
မကြခင်မဲ့တိုးတက်မယ်လို့ဒီလိုဟောတာဒါလောကရှိပွားရေးနဲ့ပတ်သက်ပြီးတော့မကြခင်ကြီးပွားတိုးတက်နိုင်တယ်လို့ဒီလိုဟောတာအဲ့ဒီအတိုင်းပဲဓမ္မရေးနဲ့ပတ်သက်လာလို့ရှိရင်လေထို့တူပဲမြတ်စွာဘုရားကဘယ်တော့မှတစ်ဖက်သက်မဟောဘူးနော်ဘယ်တော့မှတစ်ဖက်သက်မဟောဘူးလောကရေးဓမ္မရေးနှစ်ခုနှိုင်းယှဉ်ပြီးတော့ဟောလို့ရှိတယ်ဒါကြောင့်မို့ဓမ္မရေးနဲ့ကြည့်မယ်ကုသိုလ်ရေးနဲ့ပတ်သက်လာလို့ရှိရင်လေဒီအချက်၃ချက်ပဲမြတ်စွာဘုရားဟောတယ်အဲ့ဒီမှာနေတယတမ္ပန္နကုသိုလ်ရေးနဲ့ပတ်သက်လာလို့ရှိရင်တဲ့ဒီအမိကောင်းရှိဖို့လိုအပ်တယ်အမိကောင်းဆရာကောင်းသမားကောင်းမတ္တမအရေးကြီးအမိကောင်းဆရာကောင်းသမားကောင်းဆိုတာဘယ်လိုမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုများများသိတဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားအဆုံးအမတွေကိုတတ်သိနားလည်တဲ့ပုဂ္ဂိုလ်စာပေကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ဘုရားအဆုံးအမတွေကိုဟောပြောနိုင်တဲ့ပုဂ္ဂိုလ်အဲ့ဒါအမိကောင်းပဲတရားသူတရားမြတ်ရခြင်းလို့ကြိုးစားအထုတ်တယ်ဆိုရင်အဲ့ဒီအမိကောင်းဆရာကောင်းသမားကောင်းဆိုတဲ့အမိရှိရဆရာကောင်းသမားကောင်းစီနီးခံလိုက်တဲ့အခါသူကနေရှင်းပြလိုက်မယ်သမထကျင့်စဉ်ဘယ်လိုကျင့်ရမလဲဝိပဿနာကျင့်စဉ်ဘယ်လိုကျင့်ဒါနကောင်းမှုလုပ်ရင်ဘယ်လိုစိတ်ထားရမလဲသီလဆောက်တည်ရင်ဘယ်လိုစိတ်ထားဝိပဿနာဘာဝနာကမ္မထံပွားများအထုတ်ရင်ဘယ်လိုစိတ်ထားဘယ်လိုလုပ်ရတယ်ဆိုရင်နီးစနစ်တွေကိုစနစ်တကျပြကြည့်ဆုံးမဩဝါဒပေးနိုင်ဘောဓုတ္တတွေပေးနိုင်တဲ့ပုဂ္ဂိုလ်ဟာနေတယတမ္ပန္နလို့ခေါ်တယ်အဲ့ဒီနေတယတမ္ပန္နအမိကောင်းရလာပြီဆိုလို့ရှိရင်တရားသူတရားမြတ်ရခြင်းတဲ့ပုဂ္ဂိုလ်ကဘာလုပ်ဖို့လို့လဲဝိတုရသူများတဲ့ထူးခြားတဲ့လုံလဝိရိယရှိရမယ်ဘယ်လိုထူးခြားတဲ့လုံလဝိရိယရှိတယ်လဲဆိုရင်ကိုယ်တဏ္ဍမှာမဖြစ်သေးတဲ့အကုသိုလ်တရားတွေမဖြစ်အောင်ဖြစ်ပြီးသားအကုသိုလ်တရားတွေဖယ်ရှားနိုင်အောင်ကြိုးစားအထောက်အလူတွေရဲ့စိတ်ထဲမှာအညစ်အကြေးဆိုတာရှိလောဘဆိုတာဖြစ်တတ်တယ်ဒေါသဆိုတာဖြစ်တတ်တယ်မောဟဆိုတာဖြစ်တယ်မာနတွေအိတ်သားတွေလိစ္ဆရာတွေဖြစ်တယ်မဖြစ်သေးတဲ့အကုသိုလ်တွေစိတ်ရဲ့အညစ်အကြေးတွေမဖြစ်အောင်ဆိုပြီးတော့စွတ်ပိတ်မှုအတွက်ကြိုးစားအထောက်မတော်တဆဖြစ်လာပြီဆိုလို့ရှိရင်လေလက်ခံမထားဘဲနဲ့ဖယ်ရှားဖို့ကြိုးစားအားထုတ်ရမယ်အဆိုးဘက်ကအခုလိုကြိုးစားအောင်နှစ်ချက်အကောင်းဘက်ကိုကြည့်တဲ့အခါမဖြစ်သေးတဲ့ကုသိုလ်တရားတွေကောင်းမြတ်တဲ့စိတ်နေသဘောထားတွေမဖြစ်သေးရင်လေ့ကျင့်ယူပါဥပမာမဲ့မေတ္တာမထားတတ်သေးဘူးဆိုရင်မေတ္တာထားတတ်အောင်လို့ကိုချင်းသီလနဲ့မပြည့်စုံသေးဘူးဆိုရင်ကိုချင်းသီလပြည့်စုံအောင်ကြိုးစားဒီလိုဆိုလို့နေ့စဉ်နဲ့အမျှကိုချင်းသီလပြည့်စုံလာအောင်ကြိုးစားအထုတ်ကိုချင်းသီလနဲ့ပြည့်စုံလာပြီဆိုရင်၅ပါးကနေ၈ပါး၈ပါးကနေ10ပါးဆိုတာတိုးတက်များပြားလာအောင်ကြိုးစားအထုတ်အဲ့ဒါလို့မဖြစ်သေးတဲ့ကုသိုလ်ဖြစ်အောင်လုပ်ရမယ်ဖြစ်ပြီးသားကုသိုလ်တိုးတက်များပြားလာအောင်လုပ်ရမယ်ကြိုးစားရမယ်ဆိုတဲ့ဝိတုရကြီးမားတဲ့လုံလဝိရိယထူးခြားတဲ့လုံလဝိရိယရှိဖို့လိုတယ်ခုနတုန်းကစီးပွားလုပ်ချင်တဲ့ပုဂ္ဂိုလ်ဟာငွေကြေးကျဏဒီအရင်နည်းကိုထုတ်ပေးတဲ့ပုဂ္ဂိုလ်လိုအပ်တယ်လို့တရားသူတရားမြတ်ရခြင်းတဲ့ပုဂ္ဂိုလ်ကုသိုလ်ကောင်းမှုပဲမှာတိုးတက်ခြင်းတဲ့ပုဂ္ဂိုလ်ဟာလည်းပဲဆရာကောင်းသမားကောင်းဆိုတဲ့အမိနီလန်းကောင်းတွေကိုပံပိုးပေးနိုင်တဲ့ဆရာကောင်းသမားကောင်းလိုအပ်တယ်ဆရာကောင်းသမားကောင်းရလို့ဝေကြေးတနာထုတ်ချီးတဲ့ပုဂ္ဂိုလ်ကထုတ်ပေးတဲ့အခါမှာအရင်နည်းထုတ်ပေးတဲ့အခါမှာကိုယ်တိုင်ကကြိုးစားဖို့လိုအပ်တယ်လို့ဆရာကောင်းသမားကောင်းစီကနီးရလို့ရှိရင်လည်းကြိုးစားအထောက်မှုဆိုတာလိုအပ်တယ်ဒီလိုဆိုလိုတာပေါ့အဲ့ဒါလို့ကြိုးစားအထောက်တဲ့အခါအရေးကြီးတာကဘာလို့ဆိုလို့ရှိရင်ပညာအမျှော်အမြင်ရှိဖို့အရေးကြီးတယ်ဒါကြောင့်မို့စက္ခုမှာပညာအမျှော်အမြင်ရှိတယ်အမြင်ရှိဖို့အတွက်တရားဓမ္မနဲ့ပတ်သက်ပြီးတော့အမြင့်ဆုံးအမျှော်အမြင်ဆိုတာဘာလဲသစ္စာလေးပါးကိုသိမြင်ခြင်းပဲဖြစ်တယ်နော်သစ္စာလေးပါးကိုမသိလို့ရှိရင်တဏှာဝကလွတ်နိုင်တာမဟုတ်ဘူးသစ္စာလေးပါးကိုသိခြင်းဖြင့်သာလေတဏှာဝကသစ္စာလေးပါးဆိုဒီမှာဘုန်းကြီးတို့ရထားတဲ့ခန္ဓာ၅ပါးဘုန်းကြီးတို့ဘဝဖြစ်ပေါ်နေတဲ့ခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့ငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးအားလုံးဟာ
ဆင်းရဲဒုက္ခတက်တက်မြတာဖြစ်တယ်လို့ဒီလိုသိတာဒုက္ခသစ္စာကိုသိတယ်လို့ခေါ်အဲ့ဒီငါမဟုတ်တဲ့ရှုံ့နံဓမ္မသင်္ခါရတွေအကြောင်းမဲ့ဖြစ်နေတာမဟုတ်ဘူးလိုချင်တဲ့တဏှာဥဆောင်တဲ့ကိလေသာတွေကြောင့်ဖြစ်နေတာဒါကြောင့်မို့လိုချင်တဲ့တဏှာဒီဒုက္ခကိုဖြစ်စေတတ်တဲ့သမုဒိယသစ္စာသာဖြစ်တယ်အကြောင်းတရားဖြစ်တယ်လို့အခုလို့သိတာသစ္စာကိုသိတာဟုတ်ပြီတန်လျာထဲမှာရောက်နေတော့ဒုတွေရထားတဲ့ခန္ဓာ၅ပါးတဏှာကြောင့်ရထားတဲ့ခန္ဓာ၅ပါးတဏှာနဲ့ခန္ဓာဒီနှစ်ခုဟာတန်လျာထဲမှာတဏှာကဥဆောင်ပြီးတော့ခန္ဓာတွေအမျိုးမျိုးရရှိပြီးတော့တန်လျာထဲမှာမဆုံးနိုင်တဲ့ခရီးကိုရှောင်လန်းပြီးတော့နေကြတဲ့အခါမှာနောက်သစ္စာတစ်မျိုးသိဖို့ဆိုတာအဲ့ဒီခန္ဓာ၅ပါးတွေမရှိတော့ဘူးဆိုလို့ရှိရင်ချုပ်ငိမ့်သွားတဲ့နေရာဆိုတာရှိကိုရှိရခန္ဓာ၅ပါးချုပ်ငိမ့်သွားရင်ဒုက္ခငိမ့်တာပဲဒုက္ခငြိမ်းရာနေရာဟာရှိကိုရှိရအဲ့ဒီဒုက္ခငြိမ်းရာကိုသိတာនិရောဓသစ္စာကိုသိတာပဲဖြစ်တယ်ဒါဖြင့်အဲ့ဒီនិရောဓသစ္စာသိဖို့និရောဓသစ္စာကိုဆက်ရောက်ဖို့ဆိုတာဒီတိုင်းအနေနဲ့ဆက်ရောက်မှာမဟုတ်ဘူးនិရောဓကိုဆက်ရောက်ဖို့အတွက်မှန်ကန်တဲ့ကျင့်စဉ်တစ်ခုကိုကျင့်ရအောင်အဲ့ဒီမှန်ကန်တဲ့ကျင့်စဉ်ဆိုတာမဂ္ဂင်၈ပါးကျင့်တရားပဲဖြစ်တယ်မဂ္ဂသစ္စာကိုသိတယ်တဏှာဝကလွတ်ဖို့အတွက်ဒီအချက်၄ချက်ကိုသိဖို့လိုအပ်တယ်။ချက်၄ချက်ကိုသိဖို့အဲ့ဒါကိုစက္ခုမှာစီးပွားရေးမျက်စိအမြင်ရှိသလိုတရားဓမ္မနဲ့ပတ်သက်လို့အမြင်ရှိတယ်လို့ဒီလိုပြောတယ်နော်။စီးပွားရေးမျက်စိအမြင်ရှိတဲ့ပုဂ္ဂိုလ်ကဘယ်လိုမြင်တော့ဒီကုံရောင်းလို့ရှိရင်ဘယ်လောက်မြတ်နိုင်တယ်ဒီကုံကဘယ်လောက်ရှုံးတယ်အမြတ်အရှုံးအမြတ်ကိုတွက်ချက်တတ်တယ်မျှော်မြင်တတ်တယ်အဲ့ဒါလို့မျှော်မြင်တတ်တယ်လို့ပဲဘဝခရီးနဲ့ပတ်သက်လာတဲ့အခါကျဒီဒါတွေကဒုက္ခတွေပဲဒုက္ခကိုဒုက္ခလို့မြင်လာမှဒုက္ခကလွတ်ချင်လာအဲ့ဒီဒုက္ခကိုဘယ်သူထုတ်လုပ်တာတော့ဆိုရင်တဏှာဆိုတဲ့သမုဒိယထုတ်လုပ်ဒါဖြင့်ဒီဒုက္ခတွေမရှိရင်ငြိမ်းမှာပဲချမ်းသာတယ်ဆိုတာဒုက္ခនិရောဓအဲ့ဒီငြိမ်းမှုအတွက်ရောက်ရှိနိုင်တဲ့ကျင့်စဉ်ဆိုတာဘာလဲမက္ခမဂ္ဂင်၈ပါးအကျင့်တရားမဂ္ဂင်၈ပါးအကျင့်တရားဆိုဒီမှာတမ္မာဒိဋ္ဌိအမှန်မြင်မှုပဲအမှန်မြင်မှုဆိုတာဘာကိုမြင်တာတုံးလို့မေးသစ္စာ၄ပါးကိုမြင်တာပဲအဲ့ဒီအမှန်မြင်မှုအတွက်အမှန်တွေးတတ်ဖို့လိုတယ်အမှန်မြင်အမှန်တွေးဖို့အတွက်ကကိုချင်းသီလအခြေခံရမှာဖြစ်တယ်ကိုချင်းသီလဆိုတာမှန်တာကိုပြောတယ်မှန်တာကိုလုပ်တယ်အသက်မွေးမှုမှန်ကန်တယ်ဆိုတဲ့ကိုချင်းသီလကိုအခြေခံလိုက်တယ်အဲ့ဒီအခြေခံပြီးတော့စိတ်တည်ငြိမ်မှုကိုကြိုးစားအပ်တော့မကောင်းတဲ့အကုသိုလ်တွေကိုယ်တဏ္ဍာမှာမဖြစ်အောင်ကြိုးစားတယ်ကောင်းတဲ့ကုသိုလ်တရားတွေကိုယ်တဏ္ဍာမှာဖြစ်ပွားအောင်ကြိုးစားတယ်ဆိုတဲ့တမ္မာဝါယာမကြိုးစားတဲ့အခါအာယုန်နဲ့စိတ်ဆုံစည်းပေးထားတဲ့တတိဆိုတာအရေးပါတယ်အဲ့ဒီတတိရှိနေမှပညာဆိုတာဖြစ်တယ်ဒါကြောင့်မို့သမ္မာတတိရှိပြီးတော့စိတ်ကလေးကြည်ငြိမ်မှုရမှသာလေအမှန်သိနေဒါကြောင့်စိတ်လေးကြည်ငြိမ်အောင်လုပ်တဲ့သမ္မာသမာဓိလို့ဟောသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဆိုတဲ့သီလကိုအခြေခံပြီးတော့သမာဓိကျင့်စဉ်တစ်ခုကိုကျင့်တဲ့အခါမှာအမှန်တွေးလာတဲ့အခါအမှန်မြင်သွားတယ်အမှန်မြင်မှုကိုကြောင်းပြုပြီးတော့စက္ခုမှာပညာမျှော်မြင်ရှိတယ်ပညာမျှော်မြင်ရှိလိုက်တာနဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်တဲ့အနေအထားမျိုးကိုရောက်ရှိသွားတယ်ဒီလိုဆိုတာပေါ့နော်မက္ခလို့ဆိုတာကိုကဒီနိဗ္ဗာန်ချမ်းသာကိုပို့ဆောင်ပေးတဲ့တရားဖြစ်လို့ဒီမဂ္ဂင်၈ပါးနဲ့ဖွဲ့စည်းထားတဲ့မက္ခမိမိတို့တဏ္ဍာမှာရင့်ကျက်လာအောင်ကြိုးစားအထောက်ကြမက္ခနဲ့ပတ်သက်ပြီးတော့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေဟာအလွန်ပဲရှင်းလင်းပြတ်သားမှုရှိတယ်နိဗ္ဗာန်ကိုလိုချင်တယ်ဆိုရင်ဘာလုပ်ကြမလဲဆိုရင်နော်ရှင်းရှင်းလေးနိဗ္ဗာန်ကိုလိုချင်တယ်ဆိုရင်ဘာလုပ်ရမှာလဲနိဗ္ဗာန်တ္ထိကေဟိမက္ခိယတိခဝေတိယတိတိမေကောနိဗ္ဗာန်ကိုရချင်တဲ့ပုဂ္ဂိုလ်တွေရှာရမှာဘာလဲလို့ဆိုရင်မဂ္ဂင်၈ပါးအကျင့်တရားကိုရှာတမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပဆိုတာတွေဖြစ်အောင်အကျဉ်းအပြည့်ပြောရင်သီလသမာဓိပညာဒီ
အည်ချင်း၃မျိုးကိုယ်တဏ္ဍမှာဖြစ်အောင်ကြိုးစားအထောက်လို့ဆိုအဲ့ဒါနိဗ္ဗာန်တထိကိနိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်တွေဟာမက္ခိယတိခဝေတိယတိရှားပွေထိုက်သောကြောင့်မက္ခောမက္ခဒီရှိခုနဲ့ဖွဲ့စည်းထားတဲ့အစုအစည်းကိုမက္ခလို့ခေါ်တယ်နိဗ္ဗာန်လိုချင်ဒါကိုပဲကိုယ်တဏ္ဍမှာရအောင်လုပ်တယ်ဒါဖြင့်ဟုတ်ပြီသူတို့ကိုကိုယ်တဏ္ဍမှာရအောင်လုပ်လိုက်တယ်နိဗ္ဗာန်ကိုဘယ်သူကရှာပေးမှလဲလို့ဆိုရင်သူတို့ကပဲရှာပေးမယ်ဒါကြောင့်မို့နောက်ထပ်အဓိပ္ပာယ်တစ်ခုဖွင့်တဲ့အခါနိဗ္ဗာန်မက္ခတိခဝေတတိတိမေကောနိဗ္ဗာန်ကိုရှာပေးတာဘယ်သူကရှာပေးတော့ဒီမဂ္ဂင်၈ပါးကပဲနိဗ္ဗာန်ကိုရှာပေးမှာနိဗ္ဗာန်ဘယ်မှာလဲဆိုတာကိုသိမှာမဟုတ်ဘူးသို့တော်မဂ္ဂင်၈ပါးကျင့်သုံးခြင်းဖြင့်နိဗ္ဗာန်ဆိုတာတွေ့လိမ့်မယ်မျက်မှောက်ပြုလို့ရလိမ့်မယ်ဒီလိုဆိုလို့ဒါဖြင့်ဘယ်ပုံရှာပေးတာတုံးလို့မေးလို့ရှိရင်ကိလေသာမာရင်တော့နိဗ္ဗာန်ကိစ္စတိတိမေကောမိမိရဲ့တဏ္ဍာမှာစိတ်ထဲနှလုံးထဲမှာရှိနေတဲ့အညစ်အကြေးတွေကိုဖယ်ရှားပစ်ပြီးတော့နိဗ္ဗာန်ကိုရောက်အောင်ပို့ဆောင်ပေးခြင်းအားဖြင့်နော်တစ်ဖက်ကရှင်းတယ်တစ်ဖက်ကပို့ဆောင်ပေးတယ်အတိတ်ကစိတ်ထဲနှလုံးထဲမှာအညစ်အကြေးတွေရှိနေရင်နိဗ္ဗာန်ကိုမမြင်နိုင်ဘူးကောင်းကင်ကလာကြီးသားနေပြီမဲ့လို့တိမ်နေဖုံးနေလို့ရှင်အလင်းရောင်ထွက်မှာမဟုတ်ဘူးဒါကြောင့်မို့တိမ်တွေကိုရှင်းပစ်လိုက်တိမ်နေရှင်းလိုက်တဲ့အခါလရောင်ကြီးကရှင်းရှင်းကြီးမြင်ရမယ်ဒီနိဗ္ဗာန်ကိုမြင်ဖို့အတွက်ဒီအသိဉာဏ်ကိုဖုံးနေတဲ့တိမ်တလာတွေကိုဖယ်ရှားပစ်ဖို့လိုအပ်တယ်အဲ့ဒါတွေကိုဖယ်ရှားပြီးမိမိကိုယ်တိုင်ကဖယ်ရှားစရာမလိုပဲမိမိကျင့်သုံးတဲ့မဂ္ဂင်၈ပါးအကျင့်တရားကနေပြီးတော့ကိလေသာမာရင်တော့ကိလေသာဆိုတဲ့တိမ်တလာတွေအမိုက်တိုက်တွေအကာအကွယ်တွေကိုဖယ်ရှားပစ်ပြီးတော့နိဗ္ဗာန်ဂစ္ဆတိနိဗ္ဗာန်တဲ့ကိုရောက်သွားတယ်ရောက်အောင်ပို့ဆောင်ပေးလိုက်တယ်လို့ဒါကြောင့်မို့လို့မက္ခလို့ခေါ်တာနိဗ္ဗာန်လိုချင်လို့ရှိရင်လေဟောဒီမက္ခနိဗ္ဗာန်ကိုရှာပေးမှာကလည်းဟောဒီမက္ခနိဗ္ဗာန်ကိုရောက်အောင်ပို့ပေးတာလေဒီမက္ခပဲမင်္ဂန်နဲ့အမြင်ဒါကိုရည်စူးပြီးတော့စက္ခုမှာမျက်စိအမြင်ရှိပြီးဆိုလို့ရှိရင်တဲ့ကုသိုလ်တရားတွေနဲ့ပတ်သက်ပြီးတော့လင်းမြန်စွာတိုးတက်ပြီးထူးခြားတဲ့အသိဉာဏ်တွေကိုမျက်မှောက်ပြုနိုင်မှာဖြစ်တယ်လို့ဟောမြတ်စွာဘုရားကလောကီနဲ့ဆက်ဆက်ပြီးလောကုတ္တရာကိုလည်းဟောတယ်ဒါကြောင့်မို့အောင်မြင်ကြီးပွားဆိုတဲ့နေရာမှာစီးပွားရေးနဲ့အောင်မြင်ကြီးပွားတာကတစ်ခုဓမ္မရေးနဲ့အောင်မြင်ကြီးပွားတာတစ်ခုနှစ်ခုစလုံးဟာပြောရမယ်ဆိုရင်နေတရားတမ္ပန္နအမိကောင်းရှိရမယ်ဝိတုကကြိုးစားအထောက်မှုရှိရမယ်စက္ခုမှအမြင်ရှိရမယ်ဆိုတဲ့ဒီအခြေအနေ၃ရပ်ဒီအကြောင်းတရား၃ပါးဟာအောင်မြင်ကြီးပွားခြင်းရဲ့အကြောင်းတရား၃ပါးဖြစ်လို့လောကီရေးစီးပွားရေးမှာပဲဖြစ်ဖြစ်လောကုတ္တရာဓမ္မရေးမှာပဲဖြစ်ဖြစ်ဒီအချက်၃ချက်အသင်္တရာအားဖြင့်တူတူပဲအနှစ်သာရသာကွဲပြားခြားနားသွားတယ်လို့မြတ်စွာဘုရားကဒီသုတ်တံမှာဒီလိုဟောခဲ့တာဖြစ်ပါတယ်။ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓရဲ့အဆုံးအမကိုရရှိထားတဲ့အခါမှာလောကီစီးပွားရေးအောင်မြင်မှုအတွက်လည်းဒုတွေဒီအချက်၃ချက်နဲ့ရှင်းကြံကြိုးကိုအားထုတ်ရမှာဖြစ်တယ်။လောကုတ္တရာဓမ္မရေးရအောင်မြင်ကြီးပွားဖို့ရလည်းပဲဒုတွေအမြင်ရှိရမှာဖြစ်တယ်ကြိုးစားအားထုတ်မှုရှိရမှာဖြစ်တယ်အမိကောင်းရှိရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးတော့အကြောင်းတရားတွေကိုစီးပူးအားထုတ်ခြင်းဖြင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်အောင်ကိုယ်စီကိုယ်ငှကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေအရှိချမ်းသာသိချမ်းသာတို့ရဆန္ဒပြည့်ပါစေ
ရှိချမ်းသာစိတ်ချမ်းသာရိုးရာဆန္ဒပြေပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေဒုသင်္ကမမနောသရတိတဗေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေဒုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်မြူပါဝင်ငွေလာမင်းနှင့်ရောင်ချင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့၏မနောသရတိမြင်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစဉ်ကြည်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကသာစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးကွင်းကြကုန်သည်ဖြစ်၍ဒုက္ခန္တကလေအောင်လေးတဲ့ပြောရှက်သင်ပြန့်ပိတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်နိုင်၍နေကြပါစေကုန်တည်း